မင်္ဂလာပါအလင်းရောင် channel ကနေကြိုးဆိုပါတယ်ဒီနေ့တော့ယူပဗေဒမှာအငင်းပွားစရာအကောင်းဆုံးခေါင်းစဉ်တစ်ခုအကြောင်းပြောကြရအောင်ဒါကတော့အလင်းမှာဓာတ်ထု mass ရှိသလားဆိုတာပဲဖြစ်ပါတယ်တကယ်တော့ဓာတ်ရိုက်ဖြေရရင်ရှိလဲရှိတယ်မရှိလဲမရှိဘူးဒီလိုမပွေးပါနဲ့ကျွန်တော်အားလုံးရှင်းပြပါမယ်ဒီဇလန်ထဲမှာဘယ်သူတွေပေါင်းမလဲဆိုတာအရင်ကြည့်ရအောင်အကြီးဆုံး villain ဓာတ်ထု mass နောက်ွယ်မှာဇက်ကောင်များစွမ်းရည်နဲ့ရွေလျားမှုစွမ်းအား momentum ဒီရှုပ်ထွေးမှုအားလုံးရဲ့လက်သက်ယူပဗေဒရဲ့ဘူးတော်ကြီး Albert Einstein ပေးခဲ့တဲ့စွမ်းအင်ဓာတ်ထုညီမျှခြင်း E is equal to mc square ပဲဖြစ်ပါတယ်ဒီညီမျှခြင်းကိုကျွန်တော်တို့ကမှားယွင်းစွာယူဆတာဒါမှမဟုတ်မှားယွင်းစွာရှင်းပြတာရှိနေတယ်ကဲဘလင်းလေးကိုပြောပြပြီဆိုတော့ဇလန်ရဲ့သူဟဲကောင်ကတယောက်ပဲရှိတယ်အဲ့ဒါကတော့အလင်းပါပဲဒီကောင်ကတော့ဘယ်သူမှမနိုင်နိုင်တဲ့အမှုပညာကြီးပေါ့အရာတွေကိုစပြီးချိတ်ဆက်ကြည့်အောင်ကျွန်တော်တို့ခေါင်းထဲမှာအများဆုံးရှုထွေးစေတဲ့မေးခွန်းကဒါပဲအလင်းမှာ momentum ရှိနေရင်ဘာလို့ mass မရှိတာလဲ momentum ရှိဖို့ mass မလိုဘူးလားဒီမေးခွန်းကိုဖြေဖို့နေမင်းကြီးစီခဏသွားရအောင်နေမင်းကြီးထဲမှာ nuclear ပေါင်းစည်းမှုတွေအဆက်မပြတ်ဖြစ်နေတယ်proton လေးလုံးပေါင်းပြီး helium nucleus တစ်ခုဖြစ်လာတယ်။အမှန်ပြဿနာက proton လေးလုံးရဲ့ဓာတ်ထုဟာ helium nucleus ထက်ပိုများနေတယ်။တိုပြောရရင် proton လေးလုံးမှာရှိတဲ့ဓာတ်ထုရဲ့ electron 50လုံးလောက်ကပျောက်ကွယ်သွားတယ်။ဒီလိုပျောက်ကွယ်သွားတဲ့ဓာတ်ထုကို helium ကသူ့ကိုယ်သူသိမ်းထားလို့မရဘူး။ဒါကြောင့်ဒီဓာတ်ထုတွေဟာအလင်းစွမ်းအင်ပုံစံနဲ့နေကနေအပြင်ဘက်ကိုထွက်သွားတယ်။အခုဘယ်ဟလီကဘာလဲဆိုတော့အလင်းမှာဓာတ်ထုမရှိရင်ဓာတ်ထုကအလင်းပုံစံနဲ့ဘယ်လိုလုပ်ထွက်လာနိုင်မှာလဲဒီမှာပဲဇလန်ကပေါ်စိတ်ဝင်စားလျာကောင်းလာပြီ E is equal to mc square အရာစွမ်းအင်နဲ့ဓာတ်ထုဟာအတူတူပဲဒါဆိုစွမ်းအင်မှာရောဓာတ်ထုမရှိဘူးလားပထမဇလန်ရဲ့အကြီးဆုံး villain ဖြစ်တဲ့ဓာတ်ထုကိုအရင်ရှင်းရအောင်ဓာတ်ထုဆိုတာတကယ်တော့ဘာလဲစာအုပ်တွေထဲမှာဖော်ပြထားတဲ့ဓာတ်ထုရဲ့အဓိပ္ပာယ်တွေကမှားနေတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ကတော့ဓာတ်ထုကိုinertia အတအစဲသို့မဟုတ်တောင့်ခံအားကိုတိုင်းတဲ့တန်ဖိုးလို့မြင်တယ်ဓာတ်ထုများလေ inertia များလေပဲ inertia ဆိုတာဘာလဲသူပြောတယ်ငါဟိုလာမနှောင်ရှက်လဲလို့သားတော်သူပြောတာယုံလားမယုံလားဆိုရင်ကြောက်တလုံးကိုသွားကန်ကြည့်လိုက်နာသွားရင် inertia ကကန်နာလို့မှတ်လိုက် inertia ကပြောတယ်ငါရက်နေရင်ရက်နေချင်တယ်ငါလှုပ်ရှားနေရင်လှုပ်ရှားချင်တယ်တဲ့ဒါပေမဲ့လူသားတွေကဘရုံးကမှသားမိထားတာကိုနားထောင်တော့လဲဒါကြောင့်ကျွန်တော်တို့အားကိုသုံးပြီး inertia ကိုရက်ရကနေလှုပ်ရှားအောင်လှုပ်ရှားကနေရက်အောင်အမြဲတမ်းပြောင်းလဲနေကြတယ် inertia နှမျိုးရှိလို့ဓာတ်ထုလည်းနှမျိုးရှိရမယ်အနားယူဓာတ်ထု rest mass နဲ့လှုပ်ရှားမှုဓာတ်ထု motion mass ပေါ့ဒီလှုပ်ရှားမှုဓာတ်ထုကိုကျွန်တော်တို့နှိုင်းယှဉ်ဓာတ်ထု relativistic mass လို့ခေါ်မယ်ဒီ relativistic mass ရဲ့တန်ဖိုးဟာအလင်းနဲ့အတူပြောင်းလဲနေတယ်ဆိုလိုတာကအလင်းများလာရင်ဓာတ်ထုတန်ဖိုးတက်လာပြီးအလင်းနည်းလာရင်ဓာတ်ထုတန်ဖိုးကျသွားမယ်ဒီအကြောင်းအရာတွေကိုကျောင်းမှသင်ပေးတာမဟုတ်ဘူးအရင်ဆုံးသိထားရမှာကစုပေါင်းစွမ်းအင် total energy ဆိုတာအနားယူစွမ်းအင်နဲ့လှုပ်ရှားမှုစွမ်းအင်ပေါင်းထားတာပဲဒီညီမျှခြင်းကတော့သိပ္ပံရှင်ကြီး Albert Einstein ပေးခဲ့တဲ့စစ်မှန်ဆုံးညီမျှခြင်းပဲဖြစ်ပါတယ်ခင်ဗျားတို့ကျောင်းမှာသင်ခဲ့ရတဲ့ E is equal to mc square လို့ဈေးပေါ်ယူပပေတာမဟုတ်ဘူးဒီညီမျှခြင်းတွေမှာ m ကအနားယူဓာတ်ထု rest mass ကိုပြောတာဒါကိုအနားယူ inertia ဓာတ်ထုလဲခေါ်လို့ရတယ်အလင်းကဘရောမမရဘူးဒါကြောင့်အလင်းရဲ့အနားယူဓာတ်ထုဟာတုံညဖြစ်သွားတယ်ဒီတော့ m ကိုဖြုတ်လိုက်ပြီးညီမျှခြင်းအတိတ်တစ်ခုကိုရပြီဒီနေရာမှာခင်ဗျားတို့မေးလာနိုင်တယ်ဒီညီလာချင်းမှာ momentum p ပါနေတော့ mass မလိုဘူးလား p ဆိုတာ mass နဲ့ velocity ရမြောက်တာလက်တလို့သင်ခဲ့ရတာလေခင်ဗျားတို့ကိုဘယ်သူဒီသွင်းနဲ့ထက်ခါကြော့စေချင်တာလဲယူပပေတော့ဘိုးကိုကြီး Einstein ကဒီညီမျှခြင်းကိုပေးခဲ့ရသူပဲ relativity နည်းအောင်အကြောင်းကိုတော့ဒီဗီဒီယိုပြီးမှတီးတန့်ရှင်းပြပေးပါအောင်မယ် smile Einstein ကသူ့ရဲ့ညီမျှခြင်းမှာသုံးခဲ့တဲ့ mass ဟာနှိုင်းယှဉ်ဓာတ်ထု relativistic mass ပဲဒီ relativistic mass ဟာအလင်းမှာရှိတယ်သူကအလင်းနဲ့အမျှပြောင်းလဲနေတယ်ကဲကျွန်တော်ပြောတာကိုမလက်ခံနိုင်သေးဘူးဆိုရင်ခင်ဗျားတို့အတွက်အလွယ်ဆုံးသက်သေပြနည်း you got proof တခုရှိတယ်ဈေးပေါ်ယူပဗေဒက E is equal to mc square
quantum mechanics က E is equal to hv Planck's constant into frequency ဒီညီမျှချင်းတစ်ခုကိုပေါင်းပြီးဓာတ်ထုအတွက်ညီမျှချင်းတစ်ခုဆွဲလိုက်မယ်ပြီးတော့ classic ယူပါဗေဒမှာ momentum p ဆိုတာ p is equal to mv mass into velocity ဖြစ်တယ် photons တွေအတွက်တော့ velocity ဟာအလင်းရဲ့အလင်း c ဖြစ်သွားမယ်ဒီလိုကိန်းတွေအစားထိုးပြီးဖြတ်လောက်တိုက်လိုက်တဲ့အခါမှာကျွန်တော်တို့ momentum အတွက်ညီမျှချင်းအသက်တစ်ခုကိုရလာပြီအဲ့ညီမျှချင်းထဲမှာ momentum is equal to Planck's constant by wavelength ပဲဖြစ်ပါလေကြည့်ပါဒီညီမျှချင်းထဲမှာဓာတ်ထုဆိုတာလုံးဝမပါဝင်တော့ဘူးဒါကြောင့်ပဲအလင်းမှာရွေလျားမှုစွမ်းအား momentum ရှိတယ်ဒါမှ mass ဓာတ်ထုမရှိဘူးလို့ကျွန်တော်တို့တီးတီးကြကြတက်တည်ပြလိုက်လာပြီကဲခေါင်းရှုပ်စရာတွေအားလုံးရှင်းသွားပြီဆိုတော့အောင်ပွဲခံကြရအောင် cheering နောက်ဗီဒီယိုမှာ Einstein ရဲ့ relativity နိယာမအကြောင်းကိုပုံမနက်ဆက်လက်ရှင်းပြပေးပါမယ်